လာပါရှင်ကျမကတော့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမိုဘိုင်းခွင့်ဦးစီးဌာနစာပေနဲ့အမှုပညာမိုဘိုင်းခွင့်ဌာနခွဲကညွှန်ကြားရေးမှူးဒေါက်တာຫນွေဝင်းဖြစ်ပါတယ်ရှင်ကျမဆွေးနွေးတင်ပြမယ့်ခေါင်းစဉ်ကတော့စာပေနဲ့အမှုပညာမိုဘိုင်းခွင့်နဲ့ပညာရေးဖြစ်ပါတယ်ရှင်စာပေနဲ့အမှုပညာမိုဘိုင်းခွင့်ဆိုတာလူသားတွေရဲ့စိတ်ကူးနဲ့ဖန်တီးမှုများကြောင့်ရရှိတဲ့အခွင့်အရေးတွေဖြစ်ပါတယ်စာပေနဲ့အမှုပညာမိုဘိုင်းခွင့်ဟာ Intellectual Property Rights လို့ခေါ်တဲ့အသိဉာဏ်ပစ္စည်းဆိုင်ရာမိုဘိုင်းခွင့်တွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။မိုဘိုင်းခွင့်ဆိုတာမိမိကိုယ်ပိုင်စိတ်ကူးဉာဏ်နဲ့ဖန်တီးမှုများပေါ်အကာအကွယ်ပေးတဲ့အခွင့်အရေးများဖြစ်ပါတယ်။မိုဘိုင်းခွင့်အခွင့်အရေးများဟာစံသစ်တွေထွေတွေနဲ့ဖန်တီးသူတွေကို၎င်းရဲ့ဖန်တီးမှုများအပေါ်အခွင့်အရေးများပေးခြင်းဖြင့်မိုဘိုင်းခွင့်ပိုင်ရှင်များရဲ့အကျိုးစီးပွားကိုကာကွယ်ဆောင်ရှောက်ပေးတာဖြစ်ပါတယ်ရှင်။စာပေနဲ့အမှုပညာမိုဘိုင်းခွင့်ဆိုတာစာပေသို့မဟုတ်အမှုပညာဖန်တီးမှုများအတွက်ရရှိတဲ့အခွင့်အရေးဖြစ်ပါတယ်။စာပေနဲ့အမှုပညာမိုဘိုင်းခွင့်ဟာလူသားတစ်ယောက်ရဲ့စိတ်ကူးများကိုအကာအကွယ်ပေးတာမဟုတ်ဘဲနဲ့အဲ့ဒီစိတ်ကူးတွေကိုဖော်ပြတဲ့ပုံစံများကိုသာအကာအကွယ်ပေးတာဖြစ်ပါတယ်။ဖန်တီးထားတဲ့လက်ရာရဲ့အရေးတွေဖော်ပြတဲ့နည်းလမ်းနဲ့သက်ဆိုင်ခြင်းမရှိပါဘူးရှင်။စာပေနဲ့အမှုပညာမိုဘိုင်းခွင့်နဲ့အကာအကွယ်ရရှိဖို့ကဖန်တီးသူရဲ့မူရင်းဖန်တီးမှုလက်ရာဖြစ်ဖို့လိုပါတယ်ရှင်။စာပေနဲ့အမှုပညာမိုဘိုင်းခွင့်မှာစာပေနဲ့အမှုပညာမိုဘိုင်းခွင့် copyright နဲ့ဆက်နွယ်တဲ့အခွင့်အရေး related rights ဆိုပြီးတော့အခွင့်အရေး2မျိုးနှစ်စားရှိပါတယ်။စာပေနဲ့အမှုပညာမိုဘိုင်းခွင့်ဟာစာပေရေးသားချက်တွေဖြစ်တဲ့စာအုပ်တွေလက်ကမ်းစာဆောင်တွေကြပြားလင်းကပုံပြင်ဝတ္ထုစောင်းပါပူချချက်တွေမိန့်ခွန်းတွေသူတေသနာစာတမ်းတွေပြဆက်လက်ရာတိကိတာလက်ရာရုပ်ရှင်နဲ့ရုပ်သံလက်ရာပကြီးပပူးလက်ရာဓာတ်ပုံလက်ရာနဲ့အခြားအမှုပညာလက်ရာများကိုကောက်ွယ်ပေးတာဖြစ်ပါတယ်။ဆက်နွယ်တဲ့အခွင့်အရေးဆိုတာကတော့ဒီစာပေနဲ့အမှုပညာမိုဘိုင်းခွင့်နဲ့ဆက်နွယ်ပြီးဖြစ်ပေါ်လာတဲ့အခွင့်အရေးများဖြစ်လို့ဆက်နွယ်တဲ့အခွင့်အရေးများလို့ခေါ်ဆိုတာဖြစ်ပါတယ်။ဒီဆက်နွယ်တဲ့အခွင့်အရေးဟာစာပေနဲ့အမှုပညာလက်ရာတွေကိုအများပြည်သူထံရောက်ရှိစေရန်ဆောင်ရွက်ပေးတဲ့ဖြောပြသူတွေ performer, phonogram ထုတ်လုပ်သူတွေ phonogram producer ထုတ်လွှင့်တဲ့အဖွဲ့အစည်း broadcasting organization စတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကိုပေးရတဲ့အခွင့်အရေးတွေဖြစ်ပါတယ်။ဆက်နွယ်တဲ့အခွင့်အရေးနဲ့အကာအကွယ်ရရှိတဲ့အမျိုးအစားတွေကတော့ဖြောပြတင်ဆက်မှုတွေ phonogram လို့ခေါ်တဲ့အသံသွင်းထုတ်လွှင့်မှုတွေနဲ့ထုတ်လွှင့်ချက်တွေဖြစ်ပါတယ်ရှင်။စာပေနဲ့အမှုပညာမိုဘိုင်းခွင့်ပိုင်ရှင်တွေကစီးပွားရေးဆိုင်ရာအခွင့်အရေးနဲ့ကိုယ်ကျင့်သိက္ခာဆိုင်ရာအခွင့်အရေးဆိုပြီးတော့အခွင့်အရေး2မျိုးနှစ်စားကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။ဒီစီးပွားရေးဆိုင်ရာအခွင့်အရေးဆိုတာကအခွင့်အရေးပိုင်ရှင်တွေဖန်တီးထားတဲ့လက်ရာတွေကိုအခြားသူများကအသုံးပြုခြင်းတဲ့ငွေကြေးဆိုင်ရာအကျိုးအမြတ်ကိုရရှိစေတဲ့အခွင့်အရေးဖြစ်ပါတယ်။နောက်ကိုယ်ကျင့်သိက္ခာဆိုင်ရာအခွင့်အရေးဆိုတာကတော့မူလလက်ရာရှင်တဲ့ဖန်တီးသူတွေကို၎င်းတို့နဲ့၎င်းတို့ရဲ့လက်ရာများကြားပုဂ္ဂိုလ်ရေးဆက်သွယ်မှုကိုထိန်းသိမ်းထားနိုင်ဖို့အတွက်ရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။ဥပမာအဖြစ်မူလလက်ရာရှင်ရဲ့ဖန်တီးထားတဲ့လက်ရာကိုမူရင်းအရေးတွေရုပ်ရော်သွားအောင်လုပ်ခဲ့လို့ရှိရင်လက်ရာရှင်ကကန့်ကွက်နိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်ရှင်။စီးပွားရေးဆိုင်ရာအခွင့်အရေးတွေကတော့မူပွားခြင်းဘာသာပြဆိုခြင်းမိညမ်းခြင်းဖြန့်ချီခြင်းငှားရမ်းခြင်းအများပြည်သူကဖျော်ဖြေခြင်းထုတ်လွှင့်ခြင်းအများပြည်သူကိုဆက်သက်ပို့လွှတ်ခြင်းဒါမှမဟုတ်မိတို့ဖန်တီးထားတဲ့စာပေသို့မဟုတ်အမှုပညာလက်ရာတွေကိုစုပေါင်းခြင်းစတဲ့တည်တဲ့အခွင့်အရေးတွေကိုစာပေနဲ့အမှုပညာမိုဘိုင်းခွင့်ပိုင်ရှင်များပိုင်ဆိုင်ကြတာဖြစ်ပါတယ်။တည်တဲ့အခွင့်အရေးဆိုတာကမူပိုင်ရှင်များဖန်တီးထားတဲ့လက်ရာတွေကိုခွင့်ပြုချက်ရယူပြီးဒါမှမဟုတ်မူဝင်ကြေးပေးပြီးမှအသုံးပြုနိုင်တဲ့အခွင့်အရေးတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီစာပေနဲ့အမှုပညာမိုဘိုင်းခွင့်ပိုင်ရှင်တွေကအသုံးပြုသူများထံမှငွေကြေးဆိုင်ရာအကျိုးအမြတ်များကိုရရှိကြတာဖြစ်ပါတယ်ရှင်။စာပေနဲ့အမှုပညာမိုဘိုင်းခွင့်မှာဆိုလို့ရှိရင်စီးပွားရေးဆိုင်ရာအခွင့်အရေးတွေရဲ့သက်တမ်းတွေကိုသတ်မှတ်ဖော်ပြထားပါတယ်။ရေဘူးကအပြင်မူလလက်ရရှင်သက်ရှင်စဉ်ကာလအပြင်ကွယ်လွန်ပြီးတဲ့နှစ်မှ250ရရှိမှာဖြစ်ပါတယ်။မူလလက်ရရှင်အမျိုးအစားနဲ့ဖန်တီးထားတဲ့လက်ရအမျိုးအစားပေါ်မူတည်ပြီးတော့သက်တမ်းကွာခြားချက်တွေရှိပါတယ်။ကိုကျင့်စိတ်ခါဆိုင်ရာအခွင့်အရေးကတော့အကန့်အသတ်မရှိရရှိမှာဖြစ်ပါတယ်ရှင်။မူဝိုင်းခွင့်ပိုင်ရှင်တွေကစီးပွားရေးဆိုင်ရာအခွင့်အရေးတွေကိုတည်တဲ့အခွင့်အရေးတွေအနေနဲ့ပိုင်ဆိုင်ပေမဲ့ဒီမူဝိုင်းခွင့်ပိုင်ရှင်တွေဖန်တီးထားတဲ့လက်ရာတွေကိုအများပြည်သူအသုံးပြုနိုင်တဲ့အခွင့်အရေးတွေကိုလည်းသတ်မှတ်ပေးထားတာရှိပါတယ်။မူဝိုင်းခွင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်ရယူရမလို့ပဲပညာသင်ကြားခြင်းကိုကားခြင်းလက်တလောအဖြစ်အပျက်များကိုသတင်းဖြစ်တင်ပြခြင်းမိမိကိုယ်တိုင်အသုံးပြုခြင်းစတဲ့နေရာတွေမှာခွင့်ပြုချက်မလိုဘဲနဲ့အသုံးပြုနိုင်တာဖြစ်ပါတယ်။အဲ့လိုအသုံးပြုတဲ့အခါမှာထုတ်ဝေထားတဲ့စာပေဒါမှမဟုတ်အမှုပညာလက်ရာရဲ့ဒစိမ့်ဒေတာကိုအခွင့်အရေးရရှိသူရဲ့ခွင့်ပြုချက်ရယူဖို့မလိုဘဲနဲ့မူပွားခြင်းပြုနိုင်တာဖြစ်ပါတယ်။မူပွားရမှာတော့အခွင့်အရေးရရှိသူရဲ့အကျိုးခံစားခွင့်ကိုထိခိုက်မှုမရှိတဲ့တ
သိလျော်များတဲ့အသုံးပြုမှုဖြစ်ဖို့လိုအပ်ပါတယ်ရှင်ထုတ်ဝေထားတဲ့လက်ရဒစိမ့်ဒေတာကိုဖြစ်စီသတင်းစာမဂ္ဂဇင်းဂျာနယ်တို့မှာဖော်ပြထားတဲ့ဆောင်းပါးရဲ့ဒစိမ့်ဒေတာကိုဖြစ်စီပညာသင်ကြားရန်နဲ့ကိုးကားရန်အတွက်မူပွားခြင်းပြုနိုင်ပါတယ်ကိုးကားမယ်ဆိုရင်တော့မူလလက်ရရှင်ရဲ့အမည်နဲ့ရည်ညွှန်းတဲ့အထောက်အထားတွေကိုဖော်ပြရမှာဖြစ်ပါတယ်ရှင်ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့သင်ရိုးမှာလည်းထည့်သွင်းအသုံးပြုနိုင်တယ်လို့မှတ်တမ်းပြုစုထားတဲ့စာစဉ်သူတေသနာစာတမ်းများအတွက်လည်းပေါင်းစပ်အသုံးပြုနိုင်ပါတယ်နိုင်ငံတကာတပ်ကိုယ်တွေမှာတော့ပညာရေးဆိုင်ရာဆောင်ရွက်မှုများအတွက်မူပိုင်ခွင့်နဲ့ဆက်လင်းပြီးတော့သိလျော်သောအသုံးပြုမှုဆိုင်ရာမူဝါဒများဆိုတဲ့ Fair Dealing Guidelines တွေ policy တွေချမှတ်ပြီးတော့ဆောင်ရွက်လေးရှိပါတယ်။မူပိုင်ခွင့်ရရှိထားတဲ့လက်ရာရဲ့30%စာအုပ်တအုပ်ရဲ့အခန်းတစ်ခန်းဓာတ်စဉ်ထုတ်စာဆောင်မှာဆောင်းပါတစ်ပုဒ်ပကြီးဓာတ်ပုံစားတဲ့အမှုပညာများပါဝင်တဲ့လက်ရာတစ်ခုကပကြီးလက်ရာတစ်ခုဓာတ်ပုံတစ်ပုံကိုအသုံးပြုခွင့်ပေးထားပါတယ်။ဒီမူပိုင်ခွင့်အကာအကွယ်ရရှိထားတဲ့လက်ရာတွေကို Fair Dealing Guidelines နဲ့အညီအသုံးပြုမယ်ဆိုရင်တော့မူပိုင်ခွင့်ချိုးဖောက်ခြင်းမှာကင်းလွတ်မှာဖြစ်ပါတယ်ရှင်။မူပိုင်ခွင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်မလိုဘဲနဲ့အများပိုင်နဲ့ပြီး public domain ထဲမှာရှိတဲ့လက်ရာတွေကိုလွတ်လပ်စွာအသုံးပြုနိုင်ပါတယ်။စာပေနဲ့အမှုပညာဆိုင်ရာစီးပွားရေးအခွင့်အရေးတက်တန်းကုန်ဆုံးသွားလို့ရှိရင်အများပိုင်နယ်ပယ်တွေကိုရောက်ရှိမှာဖြစ်ပါတယ်။အများပိုင်နယ်ပယ်ထဲမှာရှိတဲ့လက်ရာတွေကိုမူပိုင်ခွင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်ထားမှမဟုတ်မူပိုင်ကြီးပေးရန်မလိုဘဲနဲ့လွတ်လပ်စွာအသုံးပြုနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့မူလလက်ရာရှင်ရဲ့ကိုကျင့်သိက္ခာဆိုင်ရာအခွင့်အရေးကိုတော့ထိခိုက်စေခြင်းမရှိရပါဘူး။ထပ်မံထုတ်ဝေခြင်းမရှိလို့ဈေးကွက်ထဲမှာဝယ်ယူလို့မရတော့တဲ့လက်ရာတွေကိုတော့အများပိုင်နယ်ပယ်တွေကိုရောက်နေပြီလို့မယူဆနိုင်ပါဘူး။မူပိုင်ခွင့်သက်တမ်းမကုန်သေးတဲ့လက်ရာတွေကိုမိတ္တူကူးယူခြင်းပုံနှိပ်ခြင်းဖြန့်ချီခြင်းနဲ့အခြားကိစ္စရပ်များမှာအသုံးပြုတယ်ဆိုလို့ရှိရင်မူပိုင်ခွင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်ရယူဖို့နဲ့မူပိုင်ကြီးပေးအပ်ဖို့လိုအပ်ပါတယ်ရှင်။စာပေနဲ့အမှုပညာမူပိုင်ခွင့်ချိုးဖောက်ခြင်းဟာပြစ်မှုတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့မူပိုင်ခွင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်တစုံတရာမရှိဘဲနဲ့မူပွားခြင်းဘာသာပြန်ဆိုခြင်းမှီညမ်းခြင်းဖြန့်ချီခြင်းအများပြည်သူကိုဆက်သွယ်ပို့လွှင့်ခြင်းနဲ့အများပြည်သူကိုဖျော်ဖြေတည်ဆက်ခြင်းတို့ဟာမူပိုင်ခွင့်ချိုးဖောက်ခြင်းတွေဖြစ်ပါတယ်။ဥပမာအဖြစ်စာအုပ်တို့ကိုမေးတူပွားခြင်းရုပ်ရှင်ဇာတ်ကားတခြင်းတွေကို website social media တို့တွေလွှင့်ကြည့်ခြင်းရုံတင်ပြသနေတဲ့ရုပ်ရှင်ကားကိုပြသနေစဉ်ကူးယူခြင်းတခြင်းများကိုတရားမဝင် internet မှာ download ရယူခြင်းတွေဟာမူပိုင်ခွင့်ချိုးဖောက်တဲ့ပြုမှုတွေဖြစ်ပါတယ်ရှင်။မူပိုင်ခွင့်ချိုးဖောက်ခြင်းမှာ plagiarism လို့ခေါ်တဲ့မူပိုင်ခွင့်ရရှိထားတဲ့လက်ရာတစ်ခုလုံးဒါမှမဟုတ်တစ်စိတ်တစ်ပိုင်းကိုကူးယူပြီးတော့မိမိကိုယ်ပိုင်ရေးသားတကယ်သူပြုမှုဆောင်ရွက်ခြင်းတွေပါဝင်ပါတယ်။အသစ်ဖန်တီးထားတဲ့လက်ရာတစ်ခုကမိញ្ញံကိုးကားထားတဲ့မူရင်းလက်ရာနဲ့အတော်များများတူညီနေတယ်ဆိုလို့ရှိရင်တော့မူပိုင်ခွင့်ချိုးဖောက်ခြင်းအဖြစ်မှတ်ယူနိုင်ပါတယ်။မူပိုင်ခွင့်ရရှိထားတဲ့စာပေဒါမှမဟုတ်အမှုပညာလက်ရာကိုမူပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့မိတ္တူကူးယူမယ်ဒေါင်းလုဒ်ရယူမယ်တရားမဝင်ဖြန့်ဖြူးရောက်ကြခြင်းတွေကိုမူပိုင်ခွင့်ခိုးယူခြင်း piracy လို့ခေါ်ပါတယ်။များသောအားဖြင့်မူပိုင်ခွင့်ခိုးယူခြင်းမှာဆိုလို့ရှိရင်တေးသချင်းတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေပါဝင်ပါတယ်။မူပိုင်ခွင့်ချိုးဖောက်ခြင်းဟာမူပိုင်ခွင့်ပိုင်ရှင်များရဲ့စီးပွားရေးဆိုင်ရာခွင့်အရေးကိုထိခိုက်နစ်နာစေနိုင်ပါတယ်။အကျိုးဆက်အနေနဲ့ဖန်တီးသူလက်ရရှင်များရဲ့စိတ်သက်ပြည့်ပြောင်းမှုကိုဖြစ်စေနိုင်ပြီးတော့နောက်ထပ်အသစ်သောဖန်တီးမှုအမှုပညာလက်ရာများကိုဖန်တီးနိုင်စွမ်းကိုလည်းရောကြစေနိုင်တာဖြစ်ပါတယ်။စာပေအမှုပညာထုတ်လုပ်မှုများကျဆင်းလာခြင်းကြောင့်အလုပ်ကိုင်ခွင့်လန်းတွေရောပါလာပြီးတော့နိုင်ငံစီးပွားရေးကိုလည်းတစ်ဖက်တစ်လမ်းကထိခိုက်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့တက္ကသိုလ်ကောလိပ်သိပ္ပံတွေမှာပညာသင်ယူနေတဲ့ကျောင်းသားကျောင်းသူများအနေနဲ့မူပိုင်ခွင့်ပိုင်ရှင်တွေရဲ့အခွင့်အရေးတွေကိုလေးစားလိုက်နာပြီးတော့မိမိတို့ပညာသင်ကြားရမှာမူပိုင်ရှင်တွေရဲ့စာပေအမှုပညာလက်ရာတွေကိုအကျိုးရှိရှိအသုံးပြုကြဖို့နဲ့မူပိုင်ခွင့်ချိုးဖောက်မှုမဖြစ်စေကြဖို့ကိုလည်းသတိပြုကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။